တော့မမိတာပါဒီနေ့မှတော့ကျမကကျမရဲ့ပြောပွဲစားတယောက်တည်းပြောပွဲစားခရီးစဉ်တွေကိုပြပြတော့မှာဖြစ်ပါတယ်ရထားလည်းမလာသေးဘူး9 နာရီ6 နာရီကလေးကစောင့်နေရတာခုမှပဲလာထားကြာလိုက်တာသက်ထွက်သွားမှလည်းကြောက်ရသေးတယ်ဆိုတော့လေဒီရင်ဝင်သွားမယ်နင်းနေလေဒီဆံဖုံးလွှမ်းနေတဲ့နေရာကိုသွားမှဆိုတော့နေရည်ဆောင်ရမယ်ဒီဝင်ရရင်နေရည်ဒါလေးဆောင်ကောင်းမှရှိရောက်ပြီလားမသိဘူးရလိုက်တာဟဲ့ရထားကြည့်ရတယ်ရောက်ပြီဆိုတော့တဲ့ဒီဝဲလည်းဘာမှမရှိဘူးဘတ်သွားကြည့်တယ်ကလေးကစားစရာတဲ့လားသွားမယ်ဆိုတော့ပေါ်ရောက်ပြီဟေးလမ်းမလိုက်ဒီဝဲလမ်းဆန်နေရာဒီရောက်မှပဲတိုင်းချေသွားလိုက်တာခါရဒီမှာတော့ဘတ်သွားမယ်ဟုတ်တယ်တော်သေးလို့ဝယ်ရရှိရတယ်ရင်ဝယ်ရမယ်လို့ဆိုတော့ရတယ်မဆိုင်ရတယ်ဆိုချင်တော့ငါအိတ်ကြီးဆိုတော့တဲ့ပစ္စည်းဝယ်ဒုတိယထပ်ကိုသွားမယ်ဆိုတော့ဘာမှလည်းမရှိတော့ပါလားမင်းရဲ့နေရလည်းပါလိုက်ရဟာဘယ်တော့ကြည့်တပတ်ပဲနေမှာဆိုဒါလည်းဝယ်မယ်ဆိုပါတော့ကန်းချစ်သွားလို့အားလိုက်ပါတော့လေသွားလိုက်ပါလေဆိုတော့ဘေးမယ်ဒီအတန်လေးရှိနေရှိရင်လည်းခွန်လို့ရပါချင်းကြောက်စိတ်မြငါတင်မကြိုက်ဘူးဟိုဘက်မှာဘာရှိလဲဘာသာနေနဲ့တော့ပဲဘင်းဝဲမှာမလေးပါလေးစားလာအမရေရှင်ညီမလေးပါလေးလို့ခြင်းလို့လို့တမီးရလေဒီမစ်တီလေးတစ်ခွက်ရဲ့မစ်တီရပါရှင်မြန်လိုက်တာ
Medi လေးတက်ခွဲရ micro လေးရဲ့ပေးပါရှင်ဟုတ်လားပို့မယ်နော်မဟိုနာဝိုင်းမှာပဲလားဟုတ်တယ်ညီမလေးဟုတ်တယ်micro ရဲ့ Medi နဲ့ Medi ရဒီမှာရပါပြီရှင်ဟိုပြီးရင်ကြားရဲ့ပတ်စံကြားရဲ့ဥစ္စာလေးပြောပြရဟိုမေးတရားတော့ဘလားမှမကြပါဘူးဒီငါခရကြတော့ဒေါ်လာ100ကြပါအော်တန်လိုက်တာဒီတော့ပါဟုတ်ကဲ့ဟုတ်ကဲ့โอเคပါငါရပါပြီကဲထားလာလိုက်ပါတန်လိုက်တာဒီဆိုင်အပြင်ကြရင်လည်းလာမယ်ဟမ်ကောင်းလိုက်တာကိုမရသွားပြီနော်ဟုတ်ညီမလေးဘာကာဆိုင်လဲရှိရပဲမကြည့်ကြဘူး cheese speaker လေးရှိဘာကာပြော sorry cheese ဘာကာလေးရှိရ cheese ရှိပါတယ်ညီမလေးအာလူးကြော်နဲ့လားအတုပ်ဆုံးအာလူးကြော်နဲ့ပဲဒီပါပါစေလားဒီမှာစားလိုက်โอเคပါညဘုရားမှာတော့ထိုင်စားမှာဟုတ်တယ်ကျေထိုင်စားလိုက်ပါမယ်นี่เลยค่ะต้องโทรอะไรยากอะไรเนี่ยต้องโทรอะไรยากอะไรยังกันที่ต้องทำอะไรရပါရှိလေနေမော်ရှိမယ်နေမော်ရှိမယ်ဟို storage ရှိမယ်အဲ့နှစ်ခုပဲရတော့ပါအဲ့ဒါလည်းပြီးရအဲ့နှစ်ခုပဲนี่ก็รอรูปเลยได้แล้วไม่กันเลยเป็นอย่าง对စားတော့တယ်လေစောဟုတ်မြန်စားပြီးပြီဟဲ့စကတ်လေးပဲနာမည်လိုက်လို့ဒါလေးပါမယ်အပီလို့ကျေးဇူးတင်ပါတယ်ကြပြပါပဲဘိုင်းအပိုင်းပေါ့နော်ကျမဒါလေးကနေနဲ့ရှေ့မှာမလို့အပိုင်း3ထိတင်ပေးမယ်ပေါ့နော်ဒါကတော့အပိုင်း1ဖြစ်ပါတယ်အပိုင်း2မှာအပိုင်း2မှာတွေ့ကြမယ်ပေါ့နော်ကျေးဇူးပေးရသူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်like and subscribe လုပ်ဖို့လည်းမမေ့နဲ့နော်အဆင်ပြေပြန်လေးsorry က
အားပေးကြတဲ့သူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ရှင်စကားလေးနည်းနည်းဆွေသွားလို့ sorry ပါအားလုံးပဲ bye bye ပါ